အခုကတော့ဟာသားတစ်ခုပြောချင်ပါတယ်ဘာလဲဆိုတော့ဒီဂျပန်ရဲ့မြို့တော်ကောင်စီဥက္ကဋ္ဌဗျာယာရုကြီးရဲ့လူတယောက်ကကော်ဖီတဘူးခိုးလို့အဖမ်းခံရတော့ဗောနော်ဘာလို့လဲဆိုတော့ဒီသူအများနဲ့ဝယ်နေကြ24နာရီစတိုးမှာဗျာကော်ဖီတဘူးကိုသူတို့ဂျပန်ငွေနဲ့အတွက်900ကျော်ကျော်ပဲရှိရဗျာအဲ့မြန်မာငွေနဲ့အတွက်မယ်ဆိုရင်တော့1000စွန်းစွန်းလောက်ပဲရှိရသူကအဲ့ဒါပေးရမှာ2မျောလို့ဆိုပြီးတော့အနှွေးတဲ့အိတ်ကတ်ထဲကိုထည့်ပြီးတော့ခိုးတာအရာရှိနော်မြို့တော်ကောင်စီဥက္ကဋ္ဌနော်အဲ့တော့ခိုးတော့ရဲတွေကမတင်ကားလို့စစ်တော့မိတော့အခုအဖမ်းခံရတဲ့စစ်ဆေးခံနေရတယ်ဗောဗျာထောင်မကြောက်ဘူးမထင်နဲ့နော်တကယ်ခိုးကြောင်းအတီးပြုတ်ပြီးသွားဆိုအဲ့ဒါထောင်ကြမှာနော်သူကသူဘာယာဒူးမကလို့ဘာကြီးပဲဖြစ်နေပါစေတကယ်လူတွေဗျာကော်ပီလေးတဘူးကိုဗျာခိုးရတယ်လို့သူတို့အနေထားကြီးနဲ့သူတို့အရေးချင်းနဲ့ကျွန်တော်တို့အနေနဲ့ဆိုတော့ရီးကျင်တယ်ကိုရီဆိုရင်တော့မှသိရမလားမပြေလေဘူးဆိုရင်တော့မှအဲ့လောက်ကတော့မနှမျောပါဘူးဗျာပတ်စံလည်းအများကြီးမဟုတ်ဗျာဂျပန်ငွေ900ကျော်လေးဗျာဟောကြားလိုက်ရအထူးဆန်းနေတယ်မနေ့ကကြည်ကြီးနေတာအဖိုးကြီးအသက်60လောက်ပဲ60ကျော်လောက်ပဲရှိဦးမယ်ထင်ပါတယ်အဲ့ဒါအရာရှိနော်မရဘူးသူတို့စီမှာအရာရှိတွေပါနားမလဲဘူးဟိုအပြစ်ကအပြစ်ပဲအမှားပဲဖမ်းမှာပဲဘာလို့တကယ်မြင်ရတွေ့ရတာတွေလေအားလာပြောပြတာပါ